အာတနာကံဆိုတာအရင်တော့ကလှုပ်ထားပြီးမဲ့လို့သေကံဤဆဲဆဲလေးမှာတတိယရဲ့အာတနာကံတို့ဘုသေကံဤလေးမှာကတ်လို့တဲ့ကံအဲ့ဒါကိုအာတနာကံအာတနာကံဆိုတာလဲကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတီဟိုကျွန်းမှာတငါတဲ့တယောက်နေ့စဉ်နဲ့အမျှတငါငါဖလောင်းဖမ်းပြီးတော့ငါးတွေတက်ဖြတ်ပြီးတော့တစ်သလုံးအသက်မွေးတာတေကံဒီရောက်တဲ့အခါကျတော့ငရဲနမိတ်တွေထင်းလာပြီနမိတ်ဆိုတာကိုကြက်စားတဲ့အတိုင်းတေကံဒီမှာအိမ်မက်မက်တလို့ဖြစ်လာတာလေဘာမှပြောလို့မရအရိပ်မဲကြီးတွေလို့ထင်းလာကိုလှုပ်တဲ့လှုပ်ရက်တွေကထင်းလာဝက်တန်နေတဲ့လူကဝက်အော်တန်လို့အော်ရတယ်ကြက်တန်နေတဲ့လူကကြက်ဖက်မြင်တာပဲအဲ့ဒီမှာအဲ့ဒါလို့ထင်းလာတဲ့အခါယဟန္တာတစ်ပါးကဆွမ်းခံကြွသွားရင်သူ့အခြေအနေကြည့်ပြီးတနာလို့သူ့နာသွားပြီးတော့အားပေးစကားပြောပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိကိုဆိုမလားဆိုပြီးတော့လိုက်ချပေးတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုရင်ကနေကိခဏဆိုတည်သွားချအဲ့တော့သူငရဲကတော့လွတ်သွားပြီးတော့သူကဘုံမစိုးနှတ်သွားဖြစ်တဲ့ကြည့်တေကံနည်းလေးမှလှုပ်လိုက်တာလေးကနေပြီးတော့ကယ်လိုက်တာနော်ဘုံမစိုးနှတ်ဖြစ်တယ်အကယ်၍ဆိုရင်သူငရဲသွားတော့မှာသူအားကိုးရမရှိတဲ့အခါကျတော့ဖះကိုသူအားကိုးရတစ်ခုအနေနဲ့လက်ခံလိုက်တယ်ပေါ့ယန္နာကဒါလေးဆိုလိုက်ရင်မင်းအကြောက်ပြေးသွားလိမ့်မယ်ဆိုလိုက်ဆိုလိုက်တယ်ဆိုရင်ရှာကလေးပြီးအသက်ထွက်သွားဘုံမစိုးနှတ်တဲ့ဖြစ်တဲ့အခါကျတော့ကျေးဇူးတင်လို့တဲ့အဲ့ဒီဆရာတော်ကြီးစီလာတယ်ပေါ့ဒီကြောက်တတ်တဲ့လူဆိုရင်16တဲ့အောင်မိမှာကိုတင်လာပြပြီးတော့ဗာပြောတော့ဆိုလို့ရှင်ဘုရားကတဲ့ပါဏာတိပါဒဝေရမဏိဆက်ချရင်တပည့်တော်အထက်နှပ်ပြေရောက်မှာလေအခုဗုဒ္ဓံတရဏံကိစ္ဆာမိလေးဆိုလိုက်တာနဲ့အခုဘုံမစိုးနှတ်တော့ဖြစ်တယ်ဆိုအဲ့ဒါမျိုးကိုအာတနာခံလို့ခေါ်တယ်နော်ဒါကြောင့်မို့လို့တေကံဤမှာလိမ္မာပန်းနှပ်ဖို့သိလို့တယ်တချို့နိုင်ငံတွေမှာဒီဘုရားဘာသာနိုင်ငံတွေမှာရှိဖို့အမတန်ကောင်းတယ်ခုတချို့နိုင်ငံတွေမှာချက်ပလင်ဆိုတာခန့်ထားတယ်လို့ကြားတယ်နိုင်ငံညာတိုင်းပြည်တွေမှာချက်ပလင်ဆိုတာဘုရားဘာသာဆိုရင်ဘုရားဘာသာတရားတော်အသေးဖြောက်မှုအတွက်သေကံဤပုဂ္ဂိုလ်တွေကိုတွားပြီးတော့တရားဓမ္မဟောပြောတာပေါ့မှန်ပါပါဒီပြင်ဘာသာဝင်တွေလည်းပဲဒီပြင်ဘာသာဝင်တွေလိုက်ပေါ့တွားပြီးတော့အားပေးစကားပြောပြီးတော့စိတ်ကောင်းနှလုံးကောင်းဖြစ်သွားပြီးစိတ်ကြည်လင်အောင်လို့အဲ့ဒါလိုလုပ်တဲ့ဟာဒီဆေးုံတိုင်းမှာခန့်ထားတယ်တဲ့အဲ့တော့ဘုရားဘာသာနိုင်ငံမှာကဒီဟာမျိုးရှိရင်သိကောင်းတေကံဤဆဲဆဲပုဂ္ဂိုလ်တွေဒါပဲဘယ်လိုသိမယ်ဆိုတာတော့မသိနိုင်ဘူးပေါ့နော်မှန်ပါပါဗျာအေးစေးသိမဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်အဲ့ဒါလို့ပြင်ပေးလို့ရနိုင်တဲ့အနေအထားတွေအများကြီးရှိတယ်တဲ့တေကံဤမှာသို့သောအဲ့ဒီချိန်ထိအောင်စောင့်မနေကြနဲ့ပေါ့ကြိုတင်လှုပ်ထားမှာဘယ်လိုသိမှမသိပဲကိုနော်မှန်ပါပါဗျာအဲ့ဒီ